လေးအဲ့လိုမျိုးဖြစ်သွားရတဲ့အကြောင်းရင်းမိသားစုသုံးကပြီးမှပရက်ဆိုတော့ကြောက်ဝဖိချက်ဘူးမျိုးကိုအပန်းပြေထွက်လာခဲ့ကြပါတယ်ရှင်နောက်လူတွေတတိထားမိနေအောင်လို့အမျိုးသားတို့ကပြန်မျှဝေခဲ့ခြင်းမှာမိသားစု၃ယောက်ကပြီးမှပရက်ဆိုတော့ဖိချက်ဘူးမျိုးကိုအပန်းပြေထွက်လာခဲ့ကြတယ်တဲခုမဲ့နေရရောက်တော့တဲခုကအဆောင်ကချစ်ချင်းလေးပါပဲရှင်တဲခုခရဲ့အောက်ဘက်မှာကတ်အိုးရှိပါတယ်ရှင်ဒီကတ်ကိုအသုံးပြုပြီးတော့ရေပူရေအေးဆက်တွေမိနဲ့ပတ်သက်တဲ့အရာတွေအသုံးပြုလို့ရတယ်ပေါ့ရှင်အမေလောက်တဲ့သူကတဲခုကအခြေအနေတွေစက်ပစ္စည်းတွေကောင်းမလားဆိုပြီးတော့လိုက်စစ်စေတော့အားလုံးကောင်းပါတယ်ရှင်ဘာထူးခြားမှုမှမရှိပါဘူးည8နာရီကျော်တော့အမေလောက်သူကသူစားတောက်ပြီးတော့ရေဝင်ချိုးပါတယ်ရှင်အေးတယ်ဆိုတော့ရေပူတဲ့ခလုတ်ကိုနည်းနည်းမြင့်လိုက်တယ်ရေချိုးနေရင်မှအမေလောက်သူရဲ့နှာခေါင်းထဲမှာကတ်လိုမျိုးအနံ့ကိုရှူရပါတယ်ရှင်ဘာမှမဖြစ်ပါဘူးလေဆိုပြီးတော့အမေကလည်းအဲ့အနံ့ကိုရှူနေနဲ့သူရေချိုးလိုက်တယ်ရေချိုးပြီးတော့သူထွက်လာတဲ့အချိန်မှာတော့ယောက်ျားနဲ့ကလေးကအဖြစ်မှာရှိနေခဲ့တယ်ည9နာရီကျော်မှာတော့ယောက်ျားလို့သူကကလေးကိုရေချိုးပေးပါတယ်ရှင်ရေချိုးကတကားဖွင့်ပြီးတော့ချိုးပေးခဲ့တယ်ကလေးကိုရေချိုးပေးပြီးနောက်ယောက်ျားလို့သူကလည်းရေချိုးကနဲ့ဝင်ပါတယ်ရှင်ကလေးကကတင်ပေါ်မှာရှိနေတဲ့အချိန်မှာတော့အမေသူဆွစောကရေချိုးကနဲ့မှာရှူရတဲ့ကအနံ့နေရပေါ့နော်မြင်းများလာပြီးတော့ခေါင်းစားကြိုက်လာပါတယ်ရှင်အဲ့တော့အမေကပေါ့နော်သမီးလေးကိုမေးတယ်သမီးအမေမရတော့ဘူးအမေကောင်းတယ်အရန်ကြိုက်တာပဲပါအနံ့ကြီးလည်းမသိဘူးလို့ပြောတော့ဗောရှင်ခလေးကအမေသမီးလည်းအတူတူပဲပါအနံ့လည်းမသိဘူးကောင်းတယ်ကြိုက်မကြိုက်ပဲသမီးအသက်ရှူမဝါတော့ဘူးလို့ပြောတယ်အဲ့လိုပြောနေရင်နဲ့ခလေးဆိုတော့လေခန္ဓာရည်အားမရှိဘူးမျက်နှာတွေနှီလာတယ်ဒါတွေနှီလာပြီးတော့လေအသက်ရှူမဝါတော့ဘူးအမေဖြစ်သူအရှိမှာပဲပေါ့နော်တတိလစ်ချင်တယ်လို့ဖြစ်နေတဲ့ချိုးကန်းထဲမှာရှိနေတဲ့ယောက်ျားလို့သူကိုကူညီဖို့လမ်းခေါ်တော့ဗောရှင်ယောက်ျားလို့သူကလေဘလို့ခေါ်မထွက်လာဘူးရေချိုးကတကဖွင့်လိုက်တော့ယောက်ျားလို့သူကလဲကျလာတယ်အဲ့လိုမျိုးပဲအသက်ရှူမဝပဲနဲ့တတိလစ်ချင်တယ်လို့ဖြစ်လာတော့ဗောရှင်ယောက်ျားဖြစ်သူရဲ့ကိုရေချိုးကအပြင်ကိုယူချလာတယ်ဒီအနံ့တွေကအခန်းတကားတွေကပိတ်ထားတယ်မလားရှင်အပြင်ကိုမထွက်တော့ဘူးမိန်းမဖြစ်သူကဘာလုပ်လဲဆိုရင်တော့တက်ခုကန်တကားအလုံးကိုဖွင့်ချလိုက်ပါတယ်ရှင်နောက်တတိလက်ခံနေဖြစ်နေတဲ့သူ့ယောက်ျားကို CPR ပေးတယ်မကြဘူးယောက်ျားအသက်ပြန်ရှူလာတဲ့အခါမှာတော့သမီးလေးကိုကယ်မယ်ပေါ့ရှင်ကြည့်လိုက်တော့သမီးလေးကအသက်ရှူမဝဖြစ်ပြီးတတိလုံးမေ့သွားပါတယ်ရှင်မေလို့သူကသမီးလေးကိုတက်ခုကအပြင်ဘက်ကိုဆွဲပွေးချလာခဲ့တယ်နောက်သမီးလေးကို CPR ပေးတော့ပေါ့ရှင်ခလေးဆိုတော့လေခန္ဓာရမရှိဘူးတော်တယုံတတိမရလာခဲ့ပါဘူးရှင်7 နာရီကျော်မှာတော့အမေလို့သူကတဲခုကပိုင်ရှင်ကိုလာကူညီပေးဖို့ဖုံးဆက်ခဲ့တယ်ဗောရှင်မိသားစု3ဦးလုံးစေယုံကိုအားချင်းတက်ခဲ့ရပါတယ်ရှင်စေယုံအရေးပေါ်ကမှတညနဲ့နောက်နေ့မနက်ထိမိသားစု3ယောက်လုံးအောက်ဆီဂျင်ဆက်ရှူခဲ့ရပါတယ်ရှင်မိမဖြစ်သူကကအနံ့တွေကိုတဖြည်းဖြည်းရှူရတော့အနံ့တွေကလေထွက်ပေါက်မရှိဘူးဒီခေါင်းထဲမှာရောက်ပြီးတော့ခေါင်းရမ်းကိုက်နေတဲ့ဆရာဝန်ကအရေးပေါ်စေတလုံးကိုထိုးပေးလိုက်တယ်စေယုံအရောက်မြန်လို့မိသားစု3ဦးလုံးစိတ်ချရသွားပြီးလို့သိရပါတယ်ရှင်အဲ့ဒါကြောင့်ဘုံတော့ဘယ်နေရာကိုပဲတဲခုဖို့တော်အဲ့လိုမျိုးကိုယ့်ရဲ့တဲခုတဲ့အောက်ဖက်မှာကဲအိုရီပါရှိတဲ့အသုံးပြုတဲ့ဆိုရင်တော့တတိထားစေချင်ပါတယ်ရှင်